မျိုးသမီးတစ်ယောက်ကလမ်းဘေးကသူ့တောင်းစားတစ်ယောက်ကိုစေတနာရှိနဲ့ပတ်စံ$10ပေးခဲ့ရာကနေသူ့တောင်းစားကသူမကိုလှမ်းခေါ်လို့ပတ်စံနေလို့မကြေမနက်ဖြစ်တာလို့ထင်သွားပေမဲ့မထင်မှတ်ပဲသူ့တောင်းစားကကြေးလက်တင်ခြင်းလို့ဆိုပြီး$5သန်းတန်ချက်လက်မှတ်ကြီးထုတ်ပေးခဲ့ပါတယ်အမျိုးသမီးကနောက်နေတယ်ထင်ပြီးပြန်ပေးခဲ့ပေမဲ့သူတစ်ပါးစီကအလကားမယူတတ်တဲ့မူဝါဒရှိသူမို့လို့တခြားလိုချင်တာရှိလားမင်းနေတော့မှာပဲအမျိုးသမီးစီအမေဖြစ်သူကနှစ်သက်ကူမှာကောင်းလေးခေါ်မလာရင်အပြက်ပဲလို့ဖုံးဆက်အကြက်ကင်ပြီးချသွားခဲ့တာကြောင့်သူမဟာဒီသူတောင်းစားကိုပဲယာယီရေးစားအဖြစ်ဟန်ဆောင်ပေးဖို့တောင်းဆိုလိုက်ပါတော့တယ်အိမ်ကအိမ်အောင်ပြုဖို့ဖိအားပေးနေလို့ပါဆိုပြီးရှင်းပြကဝစ်ဆုပ်ဆုပ်နဲ့ဖြစ်နေပေမဲ့ပြင်ဆင်လိုက်ရင်တော်တော်ခန့်မဲ့သူမို့လို့တပတ်စာ$400ပေးမယ်လို့ကမ်းလှမ်းပြီးဟိုတယ်ကိုခေါ်လာခဲ့ရမှာတော့အဝတ်စားလဲပြီးထွက်လာတဲ့သူတောင်းစားရဲ့အလွန်မင်းခံရတဲ့ရုပ်ကြောင့်မျိုးသမီးလည်းစွန့်သွားခဲ့ရပါတယ်။သူတောင်းစားကကပ်ဖို့စ조사ပေမဲ့သူမကတွန်းထုတ်ပြီးသူမရဲ့စိတ်ကူးရင်အိမ်မက်ကအောင်မြင်တဲ့လူငယ်စီတယောက်ဖြစ်တယ်လို့ပြောခဲ့ပေမဲ့တကယ်တော့သူမရှိကလူဟာသူမကိုတိတ်တခိုးသဘောကျနေပြီးတာမန်လူတွေရဲ့လောဘကိုစမ်းသပ်ဖို့သူတောင်းစားအဖြစ်ဟန်ဆောင်နေတဲ့ CEO အစစ်ကြီးဖြစ်နေတာကိုတော့မသိခဲ့ပါဘူး။ဒါနဲ့ပဲစီယိုဟာသူမမသိအောင်$တန်းချီတန်နဲ့လက်ဆောင်ကိုအမျိုးသမီးအမေအိမ်စီပို့ဖို့လက်ထောက်စီဖုံးဆက်ပြီးနောက်နှစ်ယောက်သားစိုက်ကားစီးပြီးအမေရဲ့အသက်60ပြည့်မွေးနေ့ပွဲကျင်းပနေတဲ့ကျေးလက်စာတိနေစီပြန်လာခဲ့ကြပါတယ်။သမီးဖြစ်သူကမြို့ကြီးပြကြီးကကုမ္ပဏီပိုင်ရှင်တထေးသားကိုရေးစားအဖြစ်ခေါ်လာတာမြင်တော့အမေနဲ့ဘေးနားကဧည့်သည်တွေပါသဘောကျပြီးဂုံယူဝင်ကြွားစွာနဲ့အိမ်ထဲမှာလက်ဖက်ရည်တောက်ဖို့ဖိတ်ခေါ်လိုက်ပေမဲ့မထင်မှတ်ပဲအမျိုးသမီးကိုငငယ်ကလေးကသဘောကျပြီးပေးစားဖို့တောင်းဆိုနေတဲ့မွေးစားသားကတားဆီးလိုက်ပါတော့တယ်။ Blog Fusion ကနေကြိုဆိုပါရတဲ့အကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါ။အကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦး။အမေကညင်းလိုက်ပေမဲ့ဒီလူကကြောက်ကြက်လုံနေလို့အမျိုးသမီးကစောစောစီစီလက်လျှော့ဖို့ပြက်ပြက်သားသားပြောလိုက်ပေမဲ့လေဘာမှမသိတဲ့ဒီငန်းထဲကသူ့ကိုယ်သူပို့တာတဲ့ထင်ပြီးရွာကိုစိုက်ကားအဆုပ်ကြီးစီးပြီးပြန်လာတာကိုထောက်ပြကတကယ်သာတထေးသားဆိုရင်ဘာလို့အကောင်းစားကားကြီးနဲ့မပြန်လာတာလဲလို့မေးခွန်းထုတ်တာကြောင့်ဘေးကဧည့်သည်တွေပါထောက်ခံလာပြီးအမျိုးသမီးလည်းအပြစ်မကင်းတယ်လို့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒီငန်းထဲကစီယိုကိုလိန်ညာပြီးကြောလုံးထုတ်နေတဲ့ပတ်စံမရှိသူလို့အပိုင်တွက်နေပြီးအမေကလည်းဒေါသတကြီးနဲ့အတင်းစစ်မေးတာကြောင့် CEO ကဝင်ပြီးသူ့အိမ်မှာကား3စီးရှိပေမဲ့အိမ်ကလူတွေယူသွားကြလို့စိုက်ကားစီးလာရတာပါလို့ရှာအောင်လဲလိုက်ပြီးရောက်ခမလောင်းကြီးအတွက်ကားတစ်စီးလက်ဆောင်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်။အမျိုးသမီးကတော့လူအများရှိမှအလိန်ညာတွေပေါ်သွားမှာကိုကြောက်လန့်နေပေမဲ့ဘီလိန်ငနေကတော့လေလုံးထွားနေတုံးပဲလို့ထင်နေပြီးအမေဖြစ်သူကလည်းတကယ်လို့လိန်နာဆိုရင်အိမ်ကနေမောင်းချမယ်လို့ချင်းချောက်တာကြောင့်အမျိုးသမီးလည်းမလိန်ပါဘူးလို့ပဲစွညင်းရတာပေါ့ဘေးကလူကလည်းတစ်သက်လုံးအပြိုကြီးဖြစ်နေပြီးမှရုတ်တရက်ရေးစားရလာတာအိမ်ကိုလှည့်စားဖို့ရေးစားငှားလာတာလို့အမေကောင်းနဲ့ရိုက်သွင်းပြီးဘေးလူတွေကပါမျိုးသမီးကိုအရှက်မရှိတဲ့သူဆိုပြီးအတင်းပြောလာတာကြောင့်မျိုးသမီးကစီယိုကိုလူအများရှိမှတင်တိုက်ရိုက်နှမ်းပြလိုက်တော့မှအားလုံးကတကယ်ချစ်သူတွေပဲလို့ယုံကြည်သွားကြပေမဲ့ကဖားငနေကတော့ဟန်ဆောင်မှုပဲလို့ထင်ပြီးလက်မလျှော့သေးပါဘူးဒီတော့မှပဲစိတ်ပြတ်သွားတဲ့ CEO သူဟာဒီလုပ်ငန်းစုကြီးရဲ့ CEO အစ်စ်ပါလို့ပြက်ပြက်သားသားထုတ်ပြောလိုက်ပေမဲ့ဒီစကားကပိုပြီးတော့ဟာတာဖြစ်နေလို့ဟိုငနေကသူဟာအိမ်ပြန်ဖို့ပတ်စံမရှိလို့စိုက်ကားငှားစီးလာရတဲ့အလုပ်သမားတစ်ယောက်ပဲလို့ပိုပြီးတော့အပိုင်တွက်သွားခဲ့ပါတယ်အခုအချိန်မှာတော့ဆရာလည်းဆက်ပြီးအငင်းပွားမနေခြင်းတော့ပဲအရာအလုံးကိုသိတယ်လို့ထင်နေတဲ့သူတွေရဲ့မျက်လုံးပွင့်သွားအောင်သူပြင်ဆင်ထားတဲ့$တန်းချီတန်လက်ဆောင်ကိုယူလာခဲ့ဖို့လက်ထောက်စီဖုံးဆက်လိုက်ရာဟိုငန်းထဲကဟန်ဆောင်နေတော့ပဲလို့ထင်နေတဲ့အချိန်မှာပဲတကားဝမှာ$တန်းချီတန်နဲ့အကောင်းစားကားကြီးတစ်စီးရုတ်တရက်ဆိုက်ရောက်လာတာကြောင့်လူတိုင်းအံ့ဩမင်သက်သွားခဲ့ကြရပါတယ်စီယိုကဒီလူတွေကသူ့စီလာတာလို့ပြောလိုက်ပေမဲ့လည်းဘသူမှမယုံကြသေးပဲတရုတ်ဆောင်တွေငှားထားတာလို့ထင်နေကြတော့မှပဲလက်ထောက်ဖြစ်သူကလူတိုင်းကိုလုံးဝစွန့်သွားစေမဲ့စကားတခွန်းကိုပြောလိုက်တာကတော့